စီးချိုယောဂသမားတွေမှာဒီ GLP agonist ဆေးတွေကိုထိုးတဲ့အခါမှာဘာလို့စီးချိုယောဂတွေကတက်တာသွားတာလဲအဲ့တော့တက်တာရတဲ့အကြောင်းရင်းက၄ချက်ရှိတယ်ပထမတစ်ချက်ကအကုန်လုံးတော်တော်များသိတဲ့အတိုင်းပဲဒီဆေးတွေကခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကိုနှေးစေတဲ့အတွက်ကြောင့်မလို့အစာရင်ထဲကနေဥသိမ်းတွေကိုအစာရောက်ရှိတဲ့နှုန်းကနှေးသွားပြီးတော့ရုတ်တရက်တွေ့တွင်းတစ်ခြားထက်ထိုးတက်တာကိုတက်တာစီတဲ့အခါမှာစီးချိုကျတယ်ဆိုပြီးဖြစ်လာတယ်ပေါ့နော်နောက်ဒုတိယအချက်ဒါလည်းတော်တော်များသိပြီးသားအချက်ပဲဒီဆေးတွေဒီအုံနောက်မှာရှိရဲ့အစာထားတင်စိတ်ကိုထိန်းချုပ်တဲ့ဗဟိုဌာန hypothalamus ကိုတွားပြီးလှုံ့ဆော်တယ်အဲ့ခါမှာသူက appetite ပေါ့အစာထားတင်စိတ်တွေနည်းလာကျလာပြီးတော့အစာသိပ်မစားရတော့တဲ့အခါမှာသူကဒီကိုလေးချိန်ကျလာတယ်ပေါ့ကိုလေးချိန်ကျလာတဲ့အခါမှာခန္ဓာကိုယ်မှာ insulin sensitivity လို့ခေါ်တဲ့ဒီ insulin တုံ့ပြန်စွမ်းအားတွေတက်လာပြီးတော့ insulin တွေပိုထွက်ရှိလာတဲ့အခါမှာစီးကျူဟာပိုပြီးတော့ကျလာတယ်ပိုသက်သာလာတယ်တတိယအချက်ကကြတော့ဗာလဲဆိုလို့ရှိရင်သူကဒီအသေးတွေကနေပြီးတော့မှဒီသွေးတွေကိုပြန်ပြီးတော့အချို့ရက်တွေထုတ်ပေးနေဂလူကာလွန်ရှိတယ်ဂလူကာကွန်ဆိုတဲ့ဒီဟော်မုန်းတစ်မျိုးရှိရပေါ့နော်အဲ့ဒါ GLP-1 ဆေးတွေထိုးထားတဲ့အခါမှာသူကအဲ့ဂလူကာလွန်ကိုမထွက်အောင်လုပ်လိုက်တဲ့အချိန်မှာအသေးတွေကနေသွေးတွေကိုစီးချိုပေါ့နော်အချို့တက်တွေကထပ်မထွက်တော့ဘဲနဲ့ပို့ပြီးတော့တက်တာလာတယ်ဆိုတဲ့ဟာမျိုးကိုလည်းသူကခံစားရတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူဒီ insulin ထွက်ရှိမှုနှုန်းကိုပို့ပြီးတော့များစေတယ်ဒီဆေးရပေါ့နော်အဲ့တော့ဒီဆေးထိုးထားတဲ့လူတယောက်အစာစားတဲ့ခါမှာ insulin တွေကထွက်လာပြီးတော့ပို့ပြီးတော့ဒီသွေးတွေကနေပြီးတော့မှဒီခန္ဓာကိုယ် self တဲ့ကိုပေါ့နော်အချို့ဓာတ်တွေကိုပြန်မြန်သွေးမြင့်အတွက်ကြောင့်မို့လို့စီးချိုကပို့ပြီးတက်တာလာသလိုခံစားရတယ်ဒါကြောင့်မို့လို့စီးချိုသမားတွေမှာဒီ GLP agonist ဆေးတွေထိုးရင်းနဲ့အတိုင်းအတာတစ်ခုမှာသူဒီစီးချိုတွေက control ရလာတယ်ပေါ့နော်ပို့ပြီးတော့ကျလာတယ်ဝိတ်လဲကျသွားတယ်အဲ့တော့ရေရှည်ထိုးလေပို့ပြီးတော့စီးချို control ရလေပို့ပြီးတော့တက်တာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ HbA1c level လို့ခေါ်တယ်စီးချိုကို diagnose လုပ်တဲ့ investigation တက်တွေကလေဒီအစာထိုးကစားနဲ့ဒီ3-4လအကြာမှာစစ်တဲ့ဟာတွေကပို့ပြီးတော့ကောင်းလာတာဖြစ်တယ်ပေါ့နော်